အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ PPSSPP emulator တွေဝင်လိုက်လို့ရှိရင်အခုလိုကျွန်တော်တို့ game ကို logo လေးမပေါ်ဘူးပေါ့နော်ပြီးတော့ဒီထဲမှာကျွန်တော်တို့utility folder တွေလည်းမပေါ်ဘူး brother တချို့ပြောနေကြလို့ပေါ့နော်အဲ့လိုမပေါ်ဘူးဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်တဆင့်ချင်းပြပါမယ်ကျွန်တော်လုပ်ပြတဲ့အတိုင်းတဆင့်ချင်းလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ရတော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံးဒီ PPSSPP emulator ကိုလည်းကျွန်တော်ဖြည့်ပလိုက်မယ်ပေါ့နော်ဖြည့်လိုက်မယ်ဖြည့်ပြီးသွားရင်ကျွန်တော်တို့ Play Store မှာသွားပြီးတော့သွား down လိုက်မယ်ပေါ့နော်โอเคကျွန်တော် Play Store မှာသွား down နေတဲ့အချိန်သူ့ကို down ထားလိုက်မယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီစာကြည့်ပါလေးကိုသွားမယ်ပေါ့နော်စာကြည့်ပါလေးကိုသွားပြီးတော့ဒီနားမှာပေါ့နော် PSP ဆိုတဲ့ folder လေးရှိသေးလားဆိုပြီးကြည့်မယ်ပေါ့နော်ရှိသေးရင်အဲ့ folder လေးကိုပါကျွန်တော်တို့ဖျက်ပလိုက်ရမယ်ပေါ့နော်ဒီ PSP ဆိုတဲ့ folder လေးကိုပါကျွန်တော်တို့ delete နဲ့လုံးဝဖျက်ပလိုက်ရမယ်ပေါ့နော်โอเคကျွန်တော်အခုလိုဖြစ်လို့ပြီးသွားပြီဆိုရင်ဒီမှာ PSP ဆိုတဲ့ folder လေးမရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဆိုရင်တော့ကျွန်တော်တို့ခုနက game ကိုကျွန်တော်တို့game file ကိုပေါ့နော်ဘောလုံး game file ကိုကျွန်တော် zip ဖြည့်လိုက်မယ်ပေါ့နော် extract here နဲ့ကျွန်တော်တို့ zip ဖြည့်လိုက်မယ်โอเคကျွန်တော်အခုလို zip ဖြည့်လို့ပြီးသွားပြီဆိုရင်ဒီ PSP ဆိုတဲ့ folder လေးကိုကျွန်တော်ဖိလိုက်မယ်ဖိပြီးတော့ CUT cat ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ backclub ကိုဆုပ်လိုက်မယ်ပေါ့နော်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီဟာလေးနဲ့ pass ချလိုက်မယ်ပေါ့နော်ဒီတောင်းဟာလေးနဲ့ကျွန်တော်တို့ pass ချလိုက်ပဲဒါဆိုရင်ကျွန်တော်ဒီအောင်နာလေးမှာဒီ PSP ဆိုတဲ့ folder လေးရလာပြီပေါ့နော် PSP ဆိုတဲ့ folder လေးထဲမှာဆိုရင်တော့ကျွန်တော်တို့ game file ရယ် save data ရယ်ကျွန်တော်တို့treasure ရယ်ပေါ့နော်အဲ3ခုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီ PPSSPP emulator ကလည်းကျွန်တော်တို့ download ဆွဲလို့ပြီးပြီပေါ့နော်အဲ့ထဲကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်โอเคကျွန်တော်ဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော် okay ကိုနှိပ်လိုက်မယ်ကျွန်တော်ဒီလိုနေရာလေးရောက်လာမယ်ပေါ့နော်ဒီလိုနေရာလေးရောက်ပြီဆိုရင်ဒီအောက်က utility folder ဆိုတဲ့ဟာလေးပေါ့နော်တကယ်လို့ utility folder browser တို့မှာမပေါ်ဘူးဆိုရင်ကျွန်တော်ဒီ Redmi K70 Pro ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နော်K70 Pro ဆို browser ရဲ့ phone model ပေါ်မူတည်ပြီးတော့ပေါ်မယ်ပေါ့နော်ဥပမာ Redmi Note 30ဆို Note 30ပေါ့နော်အဲ့လိုပေါ့နော်ဥပမာပြပြရင်အဲ့မှာကျွန်တော် PSP ဆို folder လေးကိုရွေးရမယ်ပေါ့နော်မဟုတ်ရင်ကျွန်တော်ဒီ utility folder ပေါ်မှာမဟုတ်ပါဘူး PSP ဆိုရလေးကိုရွေးပြီးတော့ကျွန်တော်ဒီမှာutility folder ကိုနှိပ်မယ်ပေါ့နော်ပြီးတော့ ALLW allow ကိုနှိပ်လိုက်မယ်။ Okay ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ okay ကိုနှိပ်လိုက်မယ်ပေါ့နော်။ဒီလိုလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့ browser ဆိုတဲ့ဟာကိုပြန်နှိပ်ရမယ်ပေါ့နော်။ browser ဆိုတဲ့ဟာကိုရွေးပြီးတော့ကျွန်တော်တို့ဒီနေရာမှာလဲ utility folder ကိုပဲရွေးရမယ်ပေါ့နော်။ ALLW allow ကိုနှိပ်လိုက်မယ်။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ game file ကရောက်လာပြီပေါ့နော်။ဒီနည်းလေးတိုင်းတစ်စိချင်းလုပ်မယ်ဆိုရင်တော့တေချာဘောက်ကို game file ကရောက်လာမှာပဲဖြစ်ပါတယ်။ browser တို့အဆင့်တွေပိုင်းနည်းနည်းလေးကြော်မိသွားတယ်ဆိုရင်တော့ကျွန်တော်တို့ game file ကရောက်လာမှာမဟုတ်ပါဘူးဗျ။ Okayအားလုံးပဲနားလည်ကြမယ်လို့ပြောလင်ပါတယ်နားမလည်တာဖြစ်ဖြစ်မရှင်းတာပဲဖြစ်ရှိခဲ့ရင်ကျွန်တော်ကို comment မှာမေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာ